ဆိုတော့ဒီနေ့ message ကတော့ရုံးနဲ့ကန်ဆက်တဲ့သူတွေအတွက်ပဲပေါ့နော်ဆိုတော့ရုံးအမြင်နဲ့ကြည့်နေတဲ့သူတွေရုံးတွေ့နေတဲ့သူတွေကရုံးနဲ့ကန်ဆက်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုမြင်ရမယ်ပေါ့နော်အကယ်လို့ဒီဗီဒီယိုလေးကိုပထမဆုံးတွေ့ဖူးတဲ့သူတွေဆိုလည်းဒါရုံးနဲ့ကန်ဆက်လို့ပေါ့နော်ကန်ဆက်လို့တွေ့ရတဲ့message ဖြစ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကလူတိုင်းတော့မရောက်တော့ဘူးတကယ်ကန်ဆက်တဲ့သူတကယ် message ရှာထားတဲ့သူကိုအတွက်နော်လိုအပ်မဲ့အရာလေးတွေ guideline လေးတွေကဘာဖြစ်မလဲဆိုတာကြည့်မယ်ပေါ့နော်အဲ့တော့ကိုဘွားမှာအပြောင်းလဲလုပ်နေတဲ့သူတွေတခုခုအဖြေရှာနေတဲ့သူတွေ message တောင်းနေတဲ့သူတွေအတွက်ဒီ reading လေးရဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကိုပထမဆုံးမြင်ဖူးရဲဆိုရင်လည်း comment လေးမှာရေးခဲ့လို့ရတယ်ပေါ့နော်ဆိုတော့ cancel တဲ့သူတွေဒီဗီဒီယိုကိုမြင်ပါစေပြီးတော့သူတို့အတွက်တကယ်လိုအပ်တဲ့ message တွေပေါ့နော်ရပါစေဘယ်တော့ပြောချင်ဆိုကတ်တွေအရင် flip ဖြစ်နေရပေါ့နော် so let's see ဘာလိုအပ်မလဲပေါ့နော်ဒီလူအတွက်အောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်ဘာတွေလုပ်ဖို့လိုအပ်နေလဲဆိုတာကိုကြည့်ပေးမယ်နော်ဘာအရာသူတို့ကိုတားဆီးနေတာလဲဟန်တာနေတာလဲအောင်မြင်ဖို့အတွက်ကိုပဲအရာတွေကနော်တားဆီးနေတာလဲဆိုတာကိုကြည့်မယ်ဆိုတော့အတိတ်ကလိုအပ်တဲ့ message တွေကိုကြည့်ပေးမယ်နော်Okay ဒီဗီဒီယိုကြည့်နေသူတွေဘာပြောချင်လဲဆိုတော့သူတို့တွေကလေဘဝမှာလေကိုယ်တိုင်အောင်မြင်မှုတွေကိုလောက်ရတဲ့သူမျိုးအဲ့လိုမျိုးခင်မိသားလမ်းမရှိဘူးပေါ့နော်ကိုယ်တိုင်အစရင်အကလုံးစားရတဲ့သူမျိုးကိုယ်တိုင်အကလုံးလောက်ရတဲ့သူမျိုးပြီးသူတို့တွေကလေဘယ်လိုမျိုးပြောမလဲဆိုရအောင်ယူတတ်တယ်ရအောင်လုပ်တတ်တယ်ဒါပေမဲ့သူတို့မှာအခုဘယ်အရာတွေကသူတို့သားစီးနေလဲဆိုတော့စိတ်ရှည်မှုလုံးနေတာပေါ့နော်နည်းနည်းစိတ်တွေလုံးနေတယ်အဲ့လိုမျိုးကိုလုံနေတဲ့အရာတွေအခုစီစဉ်နေတဲ့အကြောင်းတရားတွေအကုန်လုံးနဲ့ပတ်သက်ပြီးကွာမြင်ဖြစ်ချင်တာပေါ့ကွာအခုလုပ်တယ်ဆိုရင်တလားနှစ်လောက်နဲ့ result တွေရချင်တယ်အဖြေတွေရချင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဥမာအလုပ်အသစ်တွေရှောင်နေတဲ့သူတွေပဲဖြစ်ဖြစ်စီးပွားရေးလုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်နော်သူတို့တွေက patient နဲ့လိုတယ်တဲ့စိတ်ရှည်တီးခါမှုနည်းနည်းလေးလိုတယ်ကိုကစိတ်မရှိရတော့မဟုတ်စိတ်ရှည်တယ်မဲ့ဒီအချိန်ထိလည်းငါအဆင်မပြေသေးဒီအချိန်ထိလည်းငါအဆင်မပြေသေးဆိုဘယ်လိုမျိုးလဲဆိုကိုယ့်ကိုအပြစ်တွေတင်နေတတ်တယ်ပြီးကန်တရားကိုအပြစ်တော့တင်တတ်တယ်ပေါ့နော်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကသူတို့မစူးစမ်းရလည်းမဟုတ်စူးစမ်းရလုပ်တယ်နော်သူတို့ခမညာလေးတော်တော်လေးစူးစမ်းရှာရဲတိလားအမြဲတမ်းလမ်းကြောင်းနေရှာရဲအဆင်ပြေမဲ့လမ်းကြောင်းနေအမြဲတမ်းရှာတယ်မဲ့သူတို့မှလေးဘယ်လိုမျိုးလဲဆိုတော့အမြန်မဖြစ်တဲ့ကန်စားတာပေါ့ကွာဒီမလားအချိန်တစ်ခုပေးရတဲ့ timing တစ်ခုပေးမှပဲသူတို့အတွက်ကဒီကောင်းတဲ့အရာတွေကဖြစ်လာတာမျိုးပေါ့ပြီးဒီဗီဒီယိုကြည့်နေတဲ့သူတွေကလေသူတို့ကလေကန်အကျိုးပေးကိုယုံကြည်တဲ့သူတွေဖြစ်လာမယ်စေတနာကောင်းရင်ကန်ကောင်းမယ်ဆိုတဲ့လူမျိုးတွေပေါ့နော်ဆိုတော့သူတို့တွေကသူများတွေကို judgment လည်းအရင်မလုပ်ဘူးဘယ်လိုပြောမလဲကိုယ့်ရဲ့ feel ကိုယ့်ရဲ့ feel နဲ့ကိုနေရပေါ့နော်ဒါပေမဲ့လည်းလူတွေကလေသူတို့တိုက်ခိုက်တာတွေများမယ်တခုဒီဗီဒီယိုကြည့်နေတဲ့သူတွေတိုက်ခိုက်တာတွေခံရမယ်အပြောအဆိုတွေခံရမယ်သိမလားတခုပြီးတခုကိုပြောတာမျိုးဟိုဒီပြောတာမျိုးတွေခံရမယ်မအောင်မြင်လဲမအောင်မြင်လို့လုံနေလို့စရင်လည်းစောက်လို့အဲ့လိုမျိုးပြောမယ် judgment အလောက်ခံရတဲ့သူတွေများမယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကပတ်ဝန်းကျင်ကပြောစကားတွေများမယ်ဒါပေမဲ့ယုံပြောချင်တာအဲ့ဒီအရာတွေကိုဂယုမဆိုင်နဲ့အာယုံမဆိုင်နဲ့ patient နေနည်းလို့လေကိုလုံးနေတဲ့အရာကိုသွားနေတဲ့လမ်းကြောင်းကိုသွားနေတဲ့ career နဲ့ပတ်သက်ပြီးတော့အခုချိန်မှာအပြောင်းအလဲတွေကြုံရနိုင်တယ်အထက်အငေါ့လေးတွေဖြတ်လိုက်မယ်တိလားအပြောင်းလဲကောင်းအကြီးလာတော့မယ်ဆိုအထက်အငေါ့တွေအများကြီးဖြစ်မယ်ဒါပေမဲ့ဘာလို့စိတ်ရှည်ဖို့လိုလဲတီးခါဖို့လိုလဲပြီးရင်ကိုယ့်ကိုအပြစ်တင်စရာလုံးဝအကြောင်းမရှိဘူးဘသူပဲဘာပဲပြောကိုယ့်ကိုလုံးဝအပြစ်မတင်နဲ့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကလေစိတ်အားငယ်တာမျိုးတွေမြင်ရတယ်နော်တို့ကလေစူးစမ်းရမှာတော့မကြောက်ကွာလုံးဝမှလည်းမကြောက်ဘူးချပြရမှာလှုပ်ပြရမှာ public မှာ try ရမှာအဲ့လိုမျိုးလည်းမကြောက်ဒါပေမဲ့ဘာလို့ဆိုတခါတလေကျတော့ judgment နေများလာတဲ့အချိန်မှာသူစိတ်အားငယ်လာတာမျိုးမြင်နေဆို emotion support တွေလိုတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကလေ yes ဟုတ်တယ်ဆိုတော့ငွေကြေးရင်းနဲ့ပတ်သက်ပြီးအပြောင်းအလဲကောင်းနေအများကြီးလုပ်ချင်နေတဲ့သူတွေမြင်ရတယ်တချို့တွေက career နဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအားမလို့အားမရတွေဖြစ်တယ်ပြီးရင်ကိုယ့်ကိုအပြစ်တွေတင်နေကြရဲဆိုတော့ယုံပြောချင်တာကိုယ့်ကိုလုံးဝအပြစ်မတင်နဲ့တိလားကိုကလေပတ်ဝန်းကျင်စကားလည်းအရင်ကြီးအာရုံထဲမှာမထားနဲ့ဆိုတော့ယုံပြောချင်တာအခုသွားနေတယ်လုံနေတယ်စနေတယ်เนาะဘယ်အရာမှဆိုကိုစတင်ပြီးလုံနေတယ်ကိုဘွားအတွက်ကို career အတွက်အချိန်ကြီးယူပြီးလုံနေတယ်ဆိုရင်ခဏလေးစောင့်လိုက်ပါကိုအတွက်ကောင်းသောအပြောင်းလဲကောင်းသောကြီးမားမှုတွေလာမယ်ဒီဗီဒီယိုကြည့်ပြီးတော့ရုံးမြင်တာပေါ့နော်6လအတွင်းထဲမှာကိုဘွားလေး step တစ်ခုတော့ရောက်မယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကလည်းအရှုံးမပေးတတ်ဘူးတော်တော်စူးစမ်းရရှုံးသွားရင်လည်းပြန်ထဖို့ဝင်မလေးအစနေပြန်စားဖို့သူတို့မကြောက်ကြဘူးပေါ့နော်လောက်ကြတယ်သူတို့ခမညာလေးစူးစမ်းရှာတယ်တိလားယွန်းတီးတဲ့လောက်ပေါ့နော်ဒီဗီဒီယိုကြည့်အရန်စူးစမ်းရတစ်ခုပြီးတစ်ခုစူးစမ်းဒါပေမဲ့စူးစမ်းတဲ့လောက်အရာမထင်တဲ့အခြေအနေမျိုးတွေမှာဖြစ်နေလိုက်မြပေါ့နော်ဆိုတော့ယုံပြောချင်တာဆက်သွားပတ်ဝန်းကျင်စကားကိုလုံးဝနားမထောင်နဲ့ပြီးကိုသွားနေတဲ့အရာကိုလုံနေတဲ့အရာတွေပေါ်မှာရုံကြည်နဲ့သွားဖို့လိုတယ်ဖျားတရားမမိနဲ့မြတ်တာတွေများဖို့ပါယုံပြောချင်တာလေဖျားတရားလုံးဝပြီးနေဘယ်ဘာသာပဲဖြစ်ပေါ့နော်ဒီဗီဒီယိုပထမဆုံးကြည့်ဝဲဆိုဖျားတရားကိုများတတ်နိုင်အောင်လုပ်ပါဘာမှမလုပ်နိုင်တော့ဖျားကုံတော်လေးစရွတ်တာမျိုးတွေလုပ်ကြည့်ပေါ့နော်ကံအထောက်ပံ့ကောင်းနေနော်ဒီလူတွေကလေကန်တစ်ချက်ပြောင်းလာတစ်ချက်ပဲဘဝအပြောင်းအလဲအလိုမြန်မှာဆိုတော့မပြောင်းနေတဲ့အချိန်ကျရင်စူးစမ်းမှုမရက်နဲ့ဆက်သွားဖို့လိုတယ်ကိုကလေဖြစ်မယ်ဆိုတာမျိုးတော့သိရတယ်မဖြစ်လာတဲ့အချိန်မှာလေလက်လျှော့ချင်တဲ့စိတ်တွေပေါက်နေတိုင်းပဲဆိုတော့စိတ်အားမငင်နဲ့ဇွဲမလျှောနဲ့ဖျားတရားမမိနဲ့လောက်ပါ6လအတွင်းမှာဘဝ step တစ်ခုရောက်လိုက်မယ်ပြောင်းလိုက်မယ်ကိုလိုချင်တဲ့အရာအထိမရရင်တော့မှကိုသွားမဲ့လမ်းအတွက်တက်လမ်းအတွက်နော်50% လောက်ကကိုယ့်ရဲ့ favor ထဲမှာအလုပ်လုပ်လိုက်မယ်ဆိုတော့ပတ်ဝန်းကျင်စကားကိုနားမထောင်နဲ့စိတ်ဓာတ်မကြနဲ့စိတ်အားမငင်နဲ့လောက်ရရှိရလောက်အဆင်ပြေချောချောမွေ့နဲ့6လအတွင်းမှာအများကြီးပြောင်းလဲလိုက်မယ်